သေးလေးရဒီမှာရှည်နေရလေးအဲ့ဒါလည်းတော့ကြိုက်ဘူးအောင်မင်္ဂလာပါချစ်ဖို့ဗီဒီယို blog ကနေပြန်လဲကြိုးလိုက်ပါတယ်ကျွန်တော်အရင်ကတော့ခီးသွားတဲ့ဗီဒီယိုတွေရိုက်တာပေါ့နော်အခုကတော့ခီးသွားတဲ့ဗီဒီယိုကနေပြီးတော့ခလေးထိန်းတဲ့ဗီဒီယိုတွေပြောင်းရိုက်နေဖြစ်ပါတယ်စတော့ဒီနေ့ကကျွန်တော်ကဒီခလေးနှာခေါင်းထဲကနှစ်ချီးတွေကိုထုတ်မယ်ပေါ့နော်အဲ့ဒါရဲ့ခလေးလက်သေးကိုညှက်မယ်ပေါ့နော်ဒီဥဆုံးနှာခေါင်းထဲကနေပြီးတော့နှစ်ချီးထုတ်မှာပေါ့နော်အဲ့တော့ကျွန်တော်ဆေးရုံပေးလိုက်တဲ့စားရည်ပူပေါ့နော်အဲ့ဒါလေးကိုနှာခေါင်းထဲကိုအရင်ထည့်ပြီးတော့ဒီကောင်နဲ့ဆုပ်ထုတ်မှာအေးဘာဖြစ်နေလဲတော့ဟာလူကအေးနင်းရုံမနေဘူးဘယ်ဘက်နှာခေါင်းမှာရှိရလဲဘယ်ဘက်နှာခေါင်းမှာငါရပြီကွာโอเคညမနော်မကြီးတဲ့ကဏ္ဍကိုဒီမှာပဲအဆုံးသတ်ပါမယ်သူတုံးမသိရောအကြောင်းဆောင်ရတယ်ကျွန်တော်ကိုကြည့်ညလုံးလေးလိုက်ပြန်ပြီမရဘူးလားနေတသိညက်မယ်အခုတသိလေးရဒီမှာရှည်နေရလေးအဲ့ဒါလည်းတော့ကြိုက်ဘူးဒီကောင်ကြီးညက်မှာပါနော်ပြီးတော့ကျွန်တော်ကဒီခုနညက်ထားတဲ့ဟာကိုဒီဟာလေးနဲ့ပေါ့နော်လက်သေးတွေကိုချောသွားအောင်လုပ်ပါဆက်တဲ့ညနေရောငြိမ်နေအောင်နှုတ်တိုက်တာ